ကိုရေခဲကြောင့်မရောက်နဲ့တော့ ကိုရဲ့ရေခဲကြောင့်မရောက်တော့ဘာလို့စားမှာ ဘီဒင်ဟောကန်ဖွင့်လိုက် ဟာညီမလေးရတယ်ဘေးတင်ဟောကန်းဖွင့်အောင်ကိုကြီးကဘေးတင်ကမဟုတ်တတ်တာညီမလေး ကိုကြီးကဘီဒင်မဟောတတ်ပြီမဲ့အချားမြင်ရတယ်လေ ညီမလေးရတယ်ကဲကိုကြီးကိုလေလိုရင်းတူရှင်းမယ်ပြောနော်ကိုကြီးစကားတွေတော်ခိုင်းမပြောပါနဲ့ညီမလေးကိုကြီးညာအဲ့တော့မမိဘူးညီမလေး ဟုတ်ကိုကြီးပြောသလိုပဲလေဘီဒင်ကညီမလေးကိုချစ်တယ်လို့ဖွင့်ပြောလာတယ် အဲ့တော့ညီမလေးကဘာပြန်ပြောလဲ ညီမလေးကကိုကြီးနဲ့တိုင်ပင်လာအောင်မယ်လို့ပြောလိုက်တယ်အဲ့ဒါညီမလေးသူ့ကိုဘယ်လိုပြန်ပြီးတော့အဖြေပေးရမလဲ ညီမလေးရောသူ့ချစ်လားအညီမလေးတော့ချစ်သူရပြီမင်္ဂလာဆောင်တော့ပါဘယ်တရားလဲထားကြတော့ပါနော် ညီမလေးကလေကိုကြီးကိုပါအတူတူခေါ်သွားမှအဆင်ပြေမယ်လို့ပြန်ပြောထားတယ် အဲ့တော့သူကဘာပြောလဲ သူကတော့လေကိုကြီးကိုပါသူနဲ့အတူတူခေါ်သွားမယ်လို့ပြောတယ် အဲ့လိုလုပ်လို့မရဘူးလေညီမလေးရဲ့အညီမမမြင်ဘူးမတွေ့ဘူးတဲ့စိတ်မိချားတွေမှာမြင်ရမှာလေအညီမလေးကလည်းအင်းချုပ်ကောသူတို့တန်းဝင်ရတယ်အညီမလေးကိုချစ်ကြပါလားဟုတ်ကိုကြီးတို့တော့ကိစ္စတယောက်ပါသူတို့အတိုင်းဝင်နေတော့ကိုကြီးလိုက်လာမယ်ဆိုလာပါတယ်ပကြီးကတစ်ချက်ပေါ့ကျောင်းဆုံးစီးပုံမောက်ကြကျိုးစိုးကြည့်ထမ်းပါမှာဘောနေပါလေ ဒါဆိုရင်ကိုကြီးကညီမလေးနဲ့အတူတူမလိုက်ဘူးဆိုတော့ဗောလားအဲ့ဆိုရင်တော့လေညီမလေးသူ့ချစ်ကိုလက်မခံဘူးလို့ညင်လိုက်တော့မယ်နော် ဟုတ်ဘူးတယ်ညီမလေးညီမလေးကထိုင်ဟာများတဲ့ရိုးတံပေါ့လှပတယ်လေးစီပါပြီတော့မှာအညီမရဲ့အလားတရားကိုပြည့်စည်နေတာအဲ့ဒီရိုးတံအဲ့တော့အဲ့ဒီရိုးတံကိုချိုးပြီးကိုမြတ်တို့တမို့ထားပြီးပန်းစင်တို့ပဲလူကြအညီမလေးပြပြရွှေရွှေနဲ့လိုက်သွားနော် ဟင်းကိုကြီးညီမလေးအဲ့လိုတော့ကိုကောင်းမဆန်ညီမို့ညီမလေးတို့မိဘတွေမရှိတဲ့နောက်ပိုင်းမှာကိုကြီးကညီမလေးအတွက်ဆိုရင်ဖေဆိုရင်လည်းဟုတ်တယ်အမေဆိုရင်လည်းဟုတ်တယ်ကိုကြီးတယောက်တည်းဆင်းရဲတွင်ထဲမှာနေခဲ့ပြီးတော့ညီမလေးတယောက်တည်းချမ်းသာပြီးပျော်ရွှင်နေရတဲ့ပတ်ဝန်းကျင်မျိုးညီမလေးကဘလို့စိတ်နဲ့လိုက်သွားမှာလဲကိုကြီးရဲ့ ညီမလေးပြောလို့ကိုရပဲဆိုရဟုတ်တယ်ကိုရအမေဆိုရဟုတ်တယ်လေကိုကြီးပြောစကားကိုညီမလေးနားထောင်ပါလေညီမလေးနော်ကိုကြီးပြောစကားကိုညီမလေးနားထောင်တယ်ဘယ်တော့ဒုက္ခရောက်ခဲ့ဘူးကဲပါညီမလေးဟိုနေနော်ဒီဘေးကနေဆိုညီမလေးညွှန်းလာနေတော့ဒီချေအရီပြုံးပြညီမလေးပြုံးပြန်ချုပ်ပါနော်ဘယ်လိုလဲဒီတော့
ဝေးရ你上年家ပြီလားငါနည်းနည်းနောက်ကြသွားတယ် နင်တော့မကြပါဘူးငါ့ဘဝဝရီကကောင်းနေတာညာကလေနင်စီကဖြေရမယ်ဆိုတော့စဉ်းစားရင်းနဲ့အဲ့လိုတော့မပြော ဟာလေဂျပုတ်ကြိုက်လို့လား ချင်းနေပါပါတယ်ဟာတူဝီနဲ့လေဩနင်ကလည်းမနောက်ပါနဲ့ဟာငါအကောင့်ပြောနေတာဒီနေ့နင်စီကအဖြေဘာပေးမလဲဆိုတာသိကျင်သိနေငါအိမ်မပြောဘူးဖြစ်နေတာလို့ပြောတာ ဟုတ်ပါပြီငါလေငါပြည့်ပြည့်ကနင့်တွေပျော်စရာလည်းဖြစ်ချင်းဖြစ်မယ်ဝမ်းနည်းစရာလည်းဖြစ်ချင်းဖြစ်မယ်ဘာပဲဖြစ်ဖြစ်နင်စိတ်မဆိုးမလား ရပါတယ်ချစ်ဆိုတဲ့အရာကလူယူလို့ရတဲ့အရာမှမဟုတ်ဘူးနင်ပေးတဲ့အဖြေကချီချီနဲ့လက်ခံပါဒါနဲ့နင်ငါ့အတွက်ယူလာတဲ့အဖြေကဘာလဲ ဒါနဲ့မချစ်ဘူးအဲ့လိုပြောလိုက်ရင်နေဝမ်းနေသွားမှာမလားငါကလေနင်ဝမ်းမလဲစေချင်ဘူးပျော်ပဲပျော်စေချင် ဒါဆိုရင်နင်ငါ့ကိုချစ်တယ်ပေါ့နော် ဒါနင်ကိုချစ်တယ် ဝမ်းသာလိုက်တာဟာ ညီမလေးညနာလည်းမကောင်းပါလားဘာဖြစ်လာလဲဘုကောင်ဝေရနဲ့စင်မပြေခဲ့ဘူးလားညီမလေးကိုင်းမင်းနေလေပါလေဘုကောင်ဝေရငါညမလေးကိုဘာပြောလိုက်လဲဘာလုပ်လိုက်လဲဟမ်ကိုပြောစမ်းအဲ့ကောင် ရမောရမော ကိုညီမလေးသူလည်းမတွေ့ချင်ဘူးကိုညီမလေးသူလည်းမတွေ့ချင်ဘူးနော်ကိုကြီး ညီမလေးဟုတ်ရမော မင်းငါညမလေးကိုဘာပြောလိုက်လဲဘာလုပ်လိုက်လဲဟမ်ရ ကျွန်တော်ဘာမှမလုပ်ပါ မင်းဘာမှမလုပ်ဘဲငါညမလေးကငိုယူပြီးပြန်လာစအကြောင်းမရှိဘူးမင်းကအမှန်တိုင်းပြောမလိန်နဲ့ ကျွန်တော်မလိမ့်တတ်ဘူးအခုလဲရမုံနဲ့ကျွန်တော်နဲ့ချိန်ထားတဲ့နေရာမှာရမုံရောက်မလာလို့ကျွန်တော်အိမ်ထိလိုက်လာတာကျွန်တော်ဘာမှမသိဘူး ငါညမလေးကမင်းကိုဖြေပေးမယ်ဆိုထွက်သွားတယ်အခုအိမ်ကိုပြန်လာတော့ငိုယူပြီးတော့ပြန်လာမင်းဘာမှမလုပ်ဘဲနဲ့တော့ငါ့ကိုမပြောနဲ့ရ ဒီမဲ့ကိုကျွန်တော်မမားတဲ့ကိစ္စမှာကျွန်တော်မသိတဲ့ကိစ္စမှာကျွန်တော်အတင်းမေးတယ်အခုလက်ကားပဲဗျာတကယ်မှန်တရားကိုသိရင်တော့ရမုံမေးမှရရမုံဟေ့ မင်းအိမ်နဲ့တော့မရှိဒါငါအိမ်တော့ငါရဲ့ခွင့်ပြုချက်မရဘူးသွားလို့မရဘူးမင်းပြန်လိုက်တော့ ပြက်နိုင်မှုရမုံကျွန်တော်ဘာကြောင့်မတွေ့ကြတဲ့ကိစ္စကိုကျွန်တော်တိတိကျကျသိရမှာကျွန်တော်ပြန်မယ် မင်းသိကျင်တဲ့ကိစ္စကြငါညမငိုယူပြီးပြန်လာတဲ့ကိစ္စငါပိုသိကျင်တာရအဲ့ဒီဒေါသတွေမင်းမပုံဝင်ကြခင်မင်းပြန်လိုက်တော့မင်းပြန်လိုက်တော့ငါပြောနေတယ်နော်ဟဲ့